Gamer Go Channel နဲ့ပြန်လို့ကြိုးစားပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ wall hop practice ဆိုတဲ့ game လေးကိုဆော့သွားမှာဖြစ်ပါတယ်ဒီ game တော့ကျွန်တော်တို့ wall hop ဆော့သွားမှာပေါ့ကျွန်တော်တို့ wall hop hobby တဲ့ရောက်ပါပြီခင်ဗျာကျွန်တော်တို့ကတော့ဒီလိုလေးလုပ်ပြီးလုပ်မှာပေါ့အဲ့လိုခေါ်မှာအဲ့လိုကျွန်တော်စမ်းကြည့်မှာပေါ့နည်းနည်းတိတ်ခက်တယ်ကျွန်တော်မိုဘိုင်းမှာဆောင်းနေရတယ်ဆိုတော့နည်းနည်းတော့ခက်တယ်မိုဘိုင်းနဲ့ဆောင်းနေရမှာဒီ1000 study တော့ရှိရနော်အဲ့တော့ကျွန်တော်မလုပ်သေးပါဘူးနောက်ဗီဒီယိုမှာပဲလုပ်ပြပါမယ်ဒါလေးတော့ကျွန်တော်တို့ဘောဟော့ပေါ့ Okay good over okay let's do thisခက်တယ်ဒီဟာလေဒီမှာဓာတ်ရောင်ရှိသေးတယ်ဆိုတော့စိုက်ပြီးတော့မှာဒါကျွန်တော်ဒါလေးပါလို့ထားလိုက်မှာဒါနှစ်ခုရှိရတယ်ဒါဆိုအဲ့ဒါတော့သိတော့မကောင်းဘူးပေါ့ကျွန်တော်တို့လန်တို့မှာရှာကြည့်ပြီးပါကျွန်တော်တို့ကတော့အမှန်တကယ်ကကျွန်တော်တို့ဒီမှာဒီဟာကိုလေးဖိလိုက်သွားမှာပေါ့ကျွန်တော်စမ်းကြည့်ဘာလို့သိမကောင်းဘူးကျွန်တော်တို့သိလည်းမကောင်းတော့မပြောကြပါနဲ့ VPN ဖွင့်ပြီးတီးတင်ပါတယ်ကျွန်တော်တို့ကြည့်ပြီး like and subscribe လုပ်ဖို့တော့လည်းမမေ့ပါနဲ့ okay တိတ်မကောင်းဟာတိတ်မကောင်းဒါရနေခက်တယ်ကျွန်တော်ပရိုဒီမှာလုပ်နေတာဒါရတော့ပရိုဒီမှာလုပ်လို့ရတဲ့ OP တွေပါโอ้ရတယ်မှာကျွန်တော်ရတော့မှာခက်တယ်ဆိုတော့ကျွန်တော်ဒီဟာလေးတော့ကျွန်တော်တို့ဒါကျွန်တော်မိုဘိုင်းနဲ့ဆိုတော့ပထမထားပြီးတီယောဆက်စကန်ကျတူးဒါရတော့ခက်တယ်ကျွန်တော်ထောင်မနေလို့ရဆိုတော့တော့ခက်တယ်ဒါမှမနဲ့ဆုံးလာဒါဘလို့လဲဟာတီယောငါကျွန်တော်လုံးနေလို့ဟာတော့ကျွန်တော်တိတ်တော့နားလေတော့3 2 1ကျွန်တော်တို့ဒါလေးကိုဒါမှမဟုတ်တော့ကျွန်တော် wall hop လေးစမ်းကြည့်တော့ဒါတော့ကျွန်တော်တကယ် professional လို့ပြောမှာမဟုတ်ပါဘူးဒါတော့ကျွန်တော်ကတော့ noob လို့ခေါ်လိုက်ရတယ်ဒါလေးစမ်းကြည့်ပေါ့ကျွန်တော်ဒါလေးစမ်းကြည့်ပါမယ်ကျွန်တော်ဒါလေးရမစိုးပါဘူးဒါတော့လည်းရည်တော့ဒါတော့ဒါလေးလိုတာပဲကျွန်တော်ဒါလေးကတော့တိတ်တော့မခက်ပါဒါလည်းလိုရင်းနဲ့လုပ်တဲ့ကောင်ပေါ့ကျွန်တော်လေးလုံးမှာပေါ့ကျွန်တော်ဘောဓာဆိုအရှိပေါ့ဒါဟုတ်ကဲ့ဘာလို့လဲ
အခုကျွန်တော်ကတော့အဲ့ဒါလေးတက်တာတော့ရတယ်ဆိုနေကျွန်တော်တို့ဒါလေးတွေလောက်ချက်မှာပေါ့3 2 1အဲ့ဒါ real browser ကိုကြည့်လို့ရတော့အဲ့ခုနကစင်းရောဟင်းနဲ့ဟောတော့ကြည့်လိုက်မှာပါအဲ့ real browser အဲ့ခါလေးနဲ့လောက်တာပါလေဟာမလို့ညာဒီအသေးလေးနဲ့ဆန်းI just jump, bro. Really hard, bro. It's very hard. Bro, I can't do it. Motherfucker, bro. This is motherfuck. Whatever. But you know, announcement you took low pay about me, yeah. You know, channel name, don't know about, you know, suggestion lady, comment in my page and really about it. My page and left my being able to know about it. And I feel like I'm making all in the channel, my book. I announcement, yeah, I got it. Yaram. Ulambo talo. Ulambo touch. Yaram. I'm sorry, look. Cut. Center. Dilera kanye loju ba ale ya sanji ma fata ama mi sambu de ale sanji ma fata ma zon ka ko dali sanji ma ale ya tharo to ti charoကျွန်တော်တကယ်ချင်းကျွန်တော်ထွန်းလိုက်တယ်အဲ့တော့ bro fuck ဒါ fuck ပဲကွာအားတော့ခက်ပါပါကောဘူးမလို့ဟုတ်တယ်ခါရတော့ပါကောဘူးမလို့ဒီကျွန်တော်စီးကလေးပြီးတယ်ね、さら。ကျွန်တော်ဒါလေးတစ်ခုတော့ပြီးအောင်လုပ်လို့ရှိရင်ဒီဗီဒီယိုလေးကိုပြီးအောင်ဒီ series လေးကိုသိချင်တယ်ဆိုတော့ကျွန်တော်တို့ series ကပထမဆုံးအခုမှပြန်ဆက်ရတော့ဒီ series လေးကိုWarhop series လို့ကျွန်တော်ခေါ်ရမယ်ဒီဟာတော့ Warhop series season 1 episode 1လေးဖြစ်ပါတယ်ဒီဟာလေးတွေ3ခုလောက်ပြီးအောင်လုပ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ဒီဗီဒီယိုလေးကိုအပြီးတိုက်ပါမယ်ကျွန်တော်လုပ်တော့ဒီပါကြည့်လိုက်ဘင်းနှလေးကိုကတ်ထားမှာအဲ့ဒါမှရဒီကျွန်တော် secret လေးတည်တယ်အဲ့တော့ဒါတွေကလည်းဘင်းနှလေးကိုကတ်တော့မှာရခဏဒီရဆုံးဒါလေးနှစ်ခုလောက်ဒီဟာနဲ့နောက်တစ်ခုဟာနဲ့ဒီဟာလေးရအောင်ပြန်လုပ်လို့ရှင်ဒီ series လေးကိုဒီဗီဒီယိုလေးကိုကျွန်တော်နေမှာပဲအပြီးတင်လိုက်ပါမယ်ချင်ရလေးကြိုက်တာ
ကျွန်တော်တို့ဒီမှာဆုံးနေတာမနေ့စဘာလဲအားပိနေဟိုင်မလို့တော့ဒီကောင်အကြီးလောက်အောင်အဲလုပ်ပြီးသားချင်တယ်တော့ဒီတော့ဒီကြားလောက်မယ်ဟောဒါတော့လွယ်လုံးကြီးအဲ့ဆိုတော့အဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအပြီးသားကျေးဇူးပါလေ like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့